ဖက်စီဗီအင်ကြီးလူတက်ကြတဲ့သူတို့လေးတွေကိုလိုင်းသားရဇိုးတွေလို့ခေါ်တတ်ကြပါတယ်လိုင်းသားရဇိုးဆိုပေမဲ့ဒုတ်ကင်ဓာတ်ကင်ဇိုးတွေမဟုတ်ပဲနှာခေါင်းကင်တဲ့ဇိုးတွေဖြစ်ပါတယ်တိတော်ဆော့တဲ့အခါအောက်ပိုင်းခြေနေကိုစစ်ဆေးဖို့အတွက်အုံတီအောင်စပင်ကင်းတဲ့ခေါင်းကိုအမြဲငုပ်ထားလေးရှိပါတယ်သူတို့လေးတွေကိုနေရာနှံ့တွေ့နိုင်ပြီးကုံတိုက်တွေတရားအောက်တွေလေကားတွေမှာအမြဲတွေ့နိုင်ပါတယ်ကျွန်တော်တို့ရွာမှာဆိုလေကားကြိုက်တာဆိုတော့ဖက်နှက်ပဲရှိပါတယ်လိုင်းကားစီးဖို့ကားပေါ်တက်တဲ့အခါပတ်စံမရှိလို့ပြန်ဆင်းလာတာမျိုးတွေလည်းရှိပါတယ် NF အင်ဂျီဝတ်စာကိုဆဲလန်းကြသူတွေဖြစ်လို့အမေကမို့ဘို့မပြီးတဲ့အခါမျိုးတွေမှာလူစုဖွဲ့ပြီးလိုက်လူတက်ကြလို့ NF ပိုင်ဆိုင်သူတို့အနေနဲ့အထူးသတိထားဖို့အကြံပေးလိုက်ပါတယ်အောက်ပိုင်းကြီးရာကိုကြိုက်နေတက်ကြလို့သူတို့လေးတွေရတဲ့ဓာတ်ပုံဟာအောက်ပိုင်းကြီးနေတက်တာကိုမြင်တွေ့နိုင်ပါတယ်အကောင့်နာမည်ကို David လို့အင်္ဂလိပ်စကားကိုမြန်မာမှုပြုက David လို့ရေးတက်ကြပြီးနာမည်ရဲ့အစားတို့အဆုံးတို့မှာ Batman ရဲ့ကိုယ်စားလှယ် Spider-Man ရဲ့ကိုယ်စားလှယ်တို့ကိုလည်းထည့်ထားလေးရှိကြပါတယ်ခပတ်ကိုခါမှမပတ်ပဲအနောက်မှာချိတ်ထားကြလို့တောသားဖြစ်တဲ့ကျွန်တော်တို့တစ်ခုခုကိုပြေးမြင်မိသွားပါတယ်ကြီးစံကပတ်ကိုလည်းကြိုက်နေတက်ကြပါသေးတယ်ဘောင်းမီချောင်နေလို့မဟုတ်ပဲရန်ဖြစ်အင်ဂျီလူသမင်းချက်ဖို့မီမွေးတဲ့အခါမျိုးတွေမှာတုံးတက်ကြပါသေးတယ်သူတို့ရဲ့ဥအစားနဲ့အသုံးဆောင်တွေရဲ့ဈေးနှုန်းကိုလိုက်စုံစမ်းခိုင်းလေးရှိကြတာမို့လို့လူကြီးမင်းတို့အနေနဲ့အလုပ်ပြက်ခံပြီးတဆိုင်ဝင်တဆိုင်ထွက်စရင်ပြုစုထားတင်လားဆိုတာကျွန်တော်လည်းမသိပါဘူးအခုလိုပေါက်ကြရအကြောင်းအရာတွေနဲ့ဗီဒီယိုတွေကိုမျက်စိနှောင်းအောင်တင်ဆက်ပေးအောင်မှဖြစ်လို့လိုအပ်ရင် blog ထားဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်